တင်မသိသေးတဲ့လူခန္ဓာကိုယ်ရဲ့ထူးဆန်းတဲ့အချက်၅ခုနံပါတ်1နှာချေခြင်းဤအမြန်နှုန်းလူတစ်ယောက်နှာချေတဲ့အခါလေရဲ့အမြန်နှုန်းဟာတစ်နာရီကိုမိုင်100ကျော်အထိရှိနိုင်ပါတယ်ဒါကြောင့်မျက်စိမှိတ်ပြီးနှာချေတာဟာတင့်မျက်လုံးရဲ့ဘေးကင်းရေးအတွက်ပဲဖြစ်ပါတယ်နံပါတ်2လက်ပွေရများတင့်လက်ချောင်းလေးတွေမှာရှိတဲ့လက်ပွေရတွေဟာကမ္ဘာပေါ်မှာတစ်ယောက်နဲ့တစ်ယောက်လုံးဝမတူညီကြပါဘူးဒါဟာတင့်ရဲ့ထူးခြားတဲ့ identity ပဲဖြစ်ပါတယ်နံပါတ်3မျက်လုံးအယောင်ကမ္ဘာပေါ်မှာရှိတဲ့လူများစုရဲ့မျက်လုံးအယောင်ဟာအညိုရောင်ဖြစ်ပါတယ်မျက်လုံးအပြာရောင်ရှိတဲ့သူတွေကတော့လူဦးရေရဲ့8%သာရှိပါတယ်နံပါတ်4အယိုးစုအသစ်လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့အယိုးတွေဟာ9နှစ်ကနေ10နှစ်တခါအသစ်ပြန်ဖြစ်နေပါတယ်ဒါကြောင့်10နှစ်ကြာပြီးရင်တင့်မှာအယိုးစုသစ်တစ်ခုပိုင်ဆိုင်နေပါပြီနံပါတ်5အုံနောက်ရဲ့စွမ်းဆောင်ရည်လူအုံနောက်ဟာတစ်နေ့ကိုအသွေးပေါင်း9000ကျော်စဉ်းစားနိုင်ပြီးကမ္ဘာပေါ်မှာရှိတဲ့ကွန်ပျူတာတွေအားလုံးထက်ပိုမိုရှုပ်ထွေးပြီးစွမ်းဆောင်ရည်မြင့်မားပါတယ်ဒီအချက်တွေကဘယ်တစ်ခုကတင့်ကိုအံ့ဩရဆုံးလဲကွန်မန့်မှာရေးခဲ့ပါဦးဖတ်ဟုမြန်မာကိုလည်း subscribe လုပ်ထားဖို့မမေ့နဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်